Hello ဒီနေ့ဗီဒီယိုလေးကတော့ရွှေ vlog ရရင်သုံးဖို့အတွက်ရွှေဝယ်ထားတဲ့ပစ္စည်းလေးတွေကိုunboxing လုပ်ပြသွားမှာပဲဖြစ်ပါတယ်။ဒါလေးရတော့ရွှေလဲစံနာသွားရင်းနဲ့ဝယ်ခဲ့တဲ့ပစ္စည်းလေးပဲဖြစ်ပါတယ်။ပထမဆုံးရွှေဝယ်ခဲ့တဲ့ပစ္စည်းလေးကတော့ vlog ရလို့ရှိရင်အရန်အသုံးဝင်တဲ့မိုက်လေးပဲဖြစ်ပါတယ်။ဒီမိုက်လေးကဘာချက်လဲစစ်ဖြစ်ပြီးတော့အတန်၃မျိုးလောက်ပြောင်းလို့ရပါတယ်။ဘီနာကိုမလိုအပ်တဲ့အတန်တွေကိုလည်းဖျောက်ပေးလို့ရတယ်ကွာ။ပြီးတော့သူကကြိတ်လေးပါတဲ့အတွက်အင်ကြီးမှာချိတ်ထားပြီးတော့ vlog ရှောက်ရိုက်လို့ရပါတယ်။ဒါကတော့ဖုန်းမှာ join ထားတဲ့ဟာပါ။နောက်တစ်ခုကတော့ tripod လေးပဲဖြစ်ပါတယ်တသိလေးနဲ့ဘယ်နေရာသွားလဲယူသွားလို့ရတယ်ပြီးတော့ဓာတ်ပုံဗီဒီယိုတွေလည်းစိုက်လောက်ရိုက်လို့ရတယ်ကွာသူကထုတ်လိုက်လို့ရှည်မှရှည်ပဲလူတစ်ရက်စာလောက်ကြော်ပါတယ်ရွှေတို့လို့တယောက်တည်း vlog ရိုက်တဲ့သူတွေအတွက်ဒီ tripod လေးလည်းတော်ပြီးတော့အသုံးဝင်ပါတယ်ပြီးတော့သူ့မှာမီးလုံးသေးလေးလည်းပါပါသေးရဲ့မီးလုံးလေးက2ရောင်လောက်ထိပြောင်းလို့ရပါတယ်မီးလုံးလေးကိုဖြုတ်လို့တက်လို့လည်းရပါတယ်နောက်တစ်ခုကတော့မီနီပန်ကာလေးပဲဖြစ်ပါတယ်ဘယ်နေရာသွားလဲယူသွားလို့ရတယ်ပြီးတော့သူကသေးလေးဆိုတော့အိတ်ထဲတဲ့အလွယ်တကူထည့်ပြီးတော့ယူသွားလို့ရပါတယ်အကြောင်းရွှေဓာလေးကိုဝယ်ခဲ့ပါတယ်နှစ်ဖူးကပြောင်းနေတဲ့အတွက်နှစ်ဖူးတော့မကြည့်ပါနဲ့နောက်ဆုံးတစ်ခုကတော့မိန်းကလေးရဲ့ကြားမှာ trend ဖြစ်နေတဲ့ UV ကအင်ဂျီလေးဝယ်ခဲ့ပါတယ်သူက body fit လေးဖြစ်ပြီးတော့ဝေးရတယ်တော်တော်ကောင်းပါရဲ့ရွှေရတဲ့နိုင်ရင်သွားနေရတော့ဒီ UV ကအင်ဂျီလေးလည်းဝယ်ရမယ်ဆိုပြီးတော့ဝယ်လိုက်တာပါဝစ်ချင်လိုက်တော့လေတော်တော်လှပါတယ်ဒီအင်ဂျီလေးကိုခဏခဏဝစ်ဖြစ်မယ်လို့ထင်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးကြည့်ပေးကြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နော်နောက်ထပ်ဗီဒီယိုတွေမှာလည်းပြန်တွေ့ချင်ပါသေးတယ်တာအပွား